CEO ဖြစ်သူကသူ့ရဲ့တားဖြစ်သူကိုကုမ္ပဏီကိုပထမဆုံးအကြိမ်ခေါ်လာခဲ့ပါတယ်။ဒါပေမဲ့သူကတားဖြစ်သူကိုအတွင်းရေးမှူးအဖြစ်လှုပ်ခိုင်းခဲ့တာပါ။တားဖြစ်သူကမူကြိုချောင်းကိုတောက်ပဲညှင်းဆန်နေတဲ့အတွက်အပိပေးတဲ့အနေနဲ့ဒီစာရွက်စာတမ်းကိုအောက်ထပ်ဆင်းပြီးမိတ္တူ9ဆောင်ကူးခိုင်းလိုက်ပါတယ်။ဒါပေမဲ့ကောင်လေးကလော်ဘီထဲရောက်တာနဲ့လမ်းမသွားပါတယ်။မိတ္တူကူးစားဘယ်မှရှိမှန်းလဲသူမသိပါဘူး။ပို့ဆိုတာကသူ့ကင်လာတဲ့တစောင်းတဲသောမူရင်းစာရွက်ကိုပါပျောက်သွားတာပါ။ဒါကို CEO ကိုတီးသွားတဲ့အခါမှာတော့သူ့သားကိုချက်ချင်းပဲထလို့ထုတ်ပစ်လိုက်ပါတယ်။ကောင်လေးဟာချက်ချင်းပဲငိုယူပါတော့တယ်။ CEO ကသူ့သားစီရှောက်သွားပြီးလူကြီးတွေရဲ့အလုပ်ကတကယ်ပဲခက်ခဲလားလို့မေးပါတယ်။တားဖြစ်သူကခေါင်းငိမ့်ပြတော့ CEO ကကလေးတယောက်ရဲ့တာဝန်ဟာကျောင်းတော်ဖို့နဲ့စာသင်ဖို့ပဲဖြစ်တယ်လို့ပြောပြလိုက်ပါတယ်။အဲ့ဒီတော့မှကောင်လေးကသူ့ရဲ့အမားကိုနားနေသွားပြီးသူ့ကိုကျောင်းပို့ပေးဖို့ဖခင်ဖြစ်သူကိုကိုယ်တိုင်တောင်းဆိုလာပါတယ်။ဒါပေမဲ့ CEO ကငင်းလိုက်ပါတယ်။အကြောင်းကတော့အဲ့ဒီနေ့ဟာကောင်လေးရဲ့မွေးနေ့ဖြစ်နေလို့ပါ။မနက်ဖြန်ကြမှာကျောင်းပို့မယ်လို့သူဆုံးဖြတ်လိုက်ပါတယ်။ပြီးနောက် CEO ဟာကွယ်လွန်သွားပြီဖြစ်တဲ့သူ့ဇနီးရဲ့ရင်တိုးလေးကိုတားဖြစ်သူရဲ့ကောလာမှာထိုးပေးလိုက်ပါတယ်။ဒီရင်တိုးကိုမွေးနေ့မှာပဲဝတ်ခွင့်ပြုတာပါ။ဒီရင်တိုးလေးဟာဇနီးတဲ့အပေါ်ဖခင်နဲ့တားဖြစ်သူတို့ရဲ့လွမ်းဆွမှုကိုကိုစားပြုပါတယ်။အလုတ်ဆင်းတဲ့အခါမှာတော့ CEO ကတားဖြစ်သူကိုမွေးနေ့လက်ဆောင်ဝယ်ဖို့ခေါ်သွားပါတယ်။ဒါပေမဲ့တားဖြစ်သူကရင်တိုးကိုထပ်ပြောက်လိုက်ပြန်ပါတယ်။အဲ့ဒီအချိန်မှာပဲအမျိုးသမီးတယောက်ရဲ့ရင်ပတ်မှာသူတို့ရင်တိုးနဲ့တထေရတဲ့တော့တူတဲ့ရင်တိုးတစ်ခုကိုမြင်လိုက်ရပါတယ်။အဲ့ဒီအမျိုးသမီးကောက်ရထားတာလို့ထင်ပြီးသူကပြန်ပေးဖို့တောင်းဆိုပါတယ်။ဒါပေမဲ့အမျိုးသမီးကဒါဟာသူမရဲ့ကိုယ်ပိုင်ပစ္စည်းဖြစ်တယ်လို့ပြောပါတယ်။အမျိုးသမီးကပြန်မပေးချင်တဲ့အထွတ် CEO ကစူပါမားကတ်ကစောင့်ကြည့်ထမ်းရာကိုအတူတူသွားစစ်ကြည့်ဖို့ပြောပါတယ်။ဒါပေမဲ့သူမကသမီးဖြစ်သူရဲ့မွေးနေ့ပွဲလုပ်ရမှာဖြစ်လို့ချက်ချင်းပဲညှင်းလိုက်ပါတယ်။သူတို့နှစ်ယောက်အငင်းပွားနေတော့မှလည်းကောင်လေးကရင်တိုးကိုသူ့ရိတ်ကာထဲမှာပြန်တွေ့သွားပါတယ်။ CEO ဟာချက်ချင်းပဲဇဝေဇဝါဖြစ်သွားပါတယ်။ဘာလို့လဲဆိုတော့ဒီရင်တိုးကသူ့ဇနီးကိုယ်တိုင်လက်နဲ့လှုပ်ထားတာဖြစ်လို့ပါ။ဘာလို့ဒီအမျိုးသမီးမှာအတူတူပဲရှိနေတာလဲဆိုတာသူနားမလည်နိုင်ဖြစ်သွားပါတယ်။သူမကိုလိုက်မေးဖို့လို့ပဲမဲ့အမျိုးသမီးကပျောက်ကွယ်သွားသည်ဖြစ်ပါတယ်။ CEO ကတော့သူမနဲ့ဘယ်တော့မှထပ်ဆုံတော့မှမဟုတ်ဘူးလို့ထင်ထားပေမဲ့နောက်ကနေ့မှာပဲသူမကိုထပ်တွေ့ရပြန်ပါတယ်။အဲ့ဒီအချိန်မှာသူမကသူ့ကားမှန်ကိုကြည့်ပြီးမိတ်ကပ်လိမ့်နေတာပါ။ရင်ဘက်မှာဇင်တိုးကိုမြင်လိုက်တဲ့နဲ့ CEO ကကားမှန်ကိုချက်ချင်းချက်လိုက်ပါတယ်။အမျိုးသမီးကသူ့ကိုမြင်တော့အယမ်းရှက်သွားပြီးထပ်ပြေးဖို့လွတ်ရင်နဲ့ခလုတ်တိုက်လဲကျသွားပါတယ်။ CEO ကသူမရဲ့အခြေအနေကိုကြည့်ဖို့ကားပေါ်ကချက်ချင်းဆင်းလာပါတယ်။ရင်တိုးရဲ့အရင်မြေကိုသိရဖို့အတွက်သူကအမျိုးသမီးကိုအရင်ဆုံးတောင်းပန်လိုက်ပြီးဆက်သွယ်ရမယ့်ဖုန်းနံပါတ်ကိုတောင်းပါတယ်။အမျိုးသမီးကနားမလည်နိုင်ဖြစ်နေတော့မှပဲ CEO ကကားရဲ့ပွမ်းပယ်သွားတဲ့နေရာကိုလက်ညှိုးထိုးပြလိုက်ပါတယ်။သူမလဲကြတော့က CEO ရဲ့ကားကိုချိမိသွားမှသူမကချက်ချင်းနားလဲသွားပါတယ်။ဒါကြောင့်သူမဟာ CEO ရဲ့ကားပေါ်မှာသူမရဲ့ဆက်သွယ်ရလိပ်စာကိုကပ်ပေးထားခဲ့ရပါတော့တယ်။